သာသနာစီကြီးကတိုက်ကြီးသောဆန္တော်ရှင်မချေပြုခေါ်ညုံကကိခရာသိမ့်သမကပါအောင်မတိတ်အောင်နမိတ်တွေဝေစားဆန္တော်ရှင်ဓမ္မဟာသာသနာပန်းပွင့်လန်းသမှုဒီပါဒီခရိုင်မန္တလေးပွင့်လာအစစ်စစ်ပွင့်ထုံးလာဗုဒ္ဓသာသနာစီကြီးမြေကြီးကတိုက်ပြီးသောဆန္တော်ရှင်မချီးပြုခေါ်ညုံကကိခရာသိမ့်သမကပါအောင်အတိတ်အောင်နမိတ်တွေဝေစားဆန္တော်ရှင်ဓမ္မဟာသာသနာပန်းတို့ပြင်လန်းသမှုဒီပါဆွေတော်ရှိသောမျိုးတော်ပေါင်းတို့စုံစည်းရာသာသနာရောင်ဝလွမ်းတဲ့သူနာဘုံမိမှာတိုက်ကြီးသောဆရာတော်ဘုရားကဆိုမလူကငါသုံးလီအကျင့်စခန်းနဲ့ပွင့်လန်းကြမှာဆွေတော်ရှိသောမျိုးတော်ပေါင်းတို့စုံစည်းရာသာသနာရောင်ဝလွမ်းတဲ့သူနာဘုံမိမှာတိုက်ကြီးသောဆရာတော်ဘုရားကဆိုမလူကငါသုံးလီအကျင့်စခန်းနဲ့ပွင့်လန်းကြမှာတသွေးတဲ့တသားတဲ့သာသနာအကျိုးဒီဘုရားဆန္တော်ဓမ္မဟာထွန်းလင်းလို့ပြဗုဒ္ဓသာသနာနေလို့လို့သာညစဉ်သာဓမ္မပလင်မှာမသိသူပြောသွားတာသိကြသူအပေါင်းမောကြွားမှုရာငကာရရှိဆက်ဆက်ပါ